အားလုံးပဲမင်္ဂလာပါ audio ပိုင်းအမွန် channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီရဲ့စာပိုက်လေးတစ်ခုဖတ်ဖြစ်တယ်ပေါ့နော်အဲစာပိုက်လေးကိုဖတ်ရင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းrelatable ဖြစ်တယ်တွေးစရာလေးတွေရတဲ့အတွက်ကြောင့်မို့လို့ဒီ channel လေးတွေနားဆင်နေသူတွေအနေနဲ့လည်းအတွေးတစ်စုံတရာရရှိလိမ့်မယ်ဆိုတဲ့ဆန္ဒနဲ့ဒီရဲ့စာပိုက်လေးကိုဖတ်ပြသွားချင်ပါတယ်လူတစ်ယောက်အလေအလတ်အရွယ်ကိုရောက်လာတဲ့အခါအသက်35မှ40ကြားကာလကိုတေချာဂရုစိုက်ပြီးကောင်းကောင်းတည်ဆောက်တင်ပါတယ်ဆိုတဲ့ခေါင်းစဉ်လေးပါနမေကျော်စိတ်ပညာရှင် James Hollis ကမျှဝေခဲ့တဲ့ case တစ်ခုရှိပါတယ်အမျိုးသမီး client တယောက်ကညတိုင်းလို့ charity activity တွေမှာပါဝင်နေတတ်တယ်အဖွဲ့အစည်းတွေအတွက်အလူငွေရှာပေးတယ်တခြားသူတွေကိုကူညီတယ်အပြစ်မှန်းကြည့်ရင်စိတ်ကောင်းရှိပြီးလူမှုတာဝန်ယူတတ်တဲ့သူလို့မြင်ရပါတယ်။ဒါပေမဲ့ James Hollis ကသူမကိုကြည့်ရင်တခုတတိထားမိတယ်။သူမကဘယ်တော့မှမရက်နာနိုင်တယ်လို့ဖြစ်နေတယ်။အမြဲတမ်းအလုပ်ရှုပ်နေတယ်။အပြင်လောကထဲမှာပဲအာရုံစိုက်နေတယ်။လူတွေရဲ့လိုအပ်ချက်ကိုပဲအမြဲတုံ့ပြန်နေတယ်။ဒါနဲ့သူကမေးလိုက်တယ်။မင်းရဲ့ဘဝကကိုမျက်နှာမှုမကြည့်ပဲအာယုံလွှဲပြီးနေနေတဲ့ဘဝလို့မြင်ရတယ်။မင်းဘာကိုရှောင်ပြေးနေတာလဲ။အဲ့ဒီချိန်မှာသူမရုတ်တရက်ပြိုလဲပြီးငိုပါတယ်။နောက်ပိုင်းမှာသိလာရတာကသူမကအေးဆက်ပြီးတကူကောင်းဆန်တဲ့မိသားစုထဲမှာကြီးပြင်းလာခဲ့တာပါ။ငယ်ငယ်ကလေးကတကယ့်ကိုနားလေခံရတာမြင်တွေ့ခံရတာဆိုတာမရခဲ့ပါဘူး။အမြဲတမ်းသူမအတွင်မှာငါကအရေးမကြီးဘူးငါကချစ်ဖို့မထိုက်တန်ဘူးလို့ခံစားချက်တွေရှိနေပါတယ်။ဒါကြောင့်သူလူကြီးဖြစ်လာတဲ့အခါသူမကအပြင်လောကကိုအယံပေးဆက်လာတယ်။ငါလူတွေကိုပူကောင်းတဲ့အရာတွေလုပ်ပေးနိုင်ရင်တယောက်ယောက်ကငါ့ကိုမြင်လာမယ်။ဂရုစိုက်လာမယ်လို့မတိမတာယုံကြည်နေခဲ့တာပါ။တကယ်တော့သူမရှာနေတာကခလေးဘဝတော့ကအလိုချင်ဆုံးဖြစ်ပြီးမယ်တခါမှမရခဲ့တဲ့အရာချစ်ချင်တယ်အတိမတ်ပြုခံရခြင်းပါပဲဒီညာကစိတ်ပိုင်းဆိုင်ရာကြီးထွားမှုမှာအရန်အရေးကြီးတဲ့အပိုင်းတစ်ခုပါလူတော်တော်များများရဲ့ပြဿနာဟာသူတို့ဘာတွေလုပ်နေလာလဲဆိုတာတည်းမဟုတ်ပါဘူးဘာကြောင့်မလုံးမဖြစ်လုပ်နေတာလဲဆိုတာပါတချို့လူတွေကအရန်တော်အောင်ကြိုးစားတယ်ဒါပေမဲ့ဝါသနာကြောင့်မဟုတ်ဘူးငါမလုံလောက်ဘူးဆိုတဲ့ကြောက်ရွံ့စိတ်ကြောင့်တချို့ကလူတိုင်းကိုအမြဲတမ်း pleasing လုပ်တယ်ဒါကလည်းကျင်နာတတ်လုံးလုံးမဟုတ်ဘူးပြစ်ထားခံရမယ်ဆိုတဲ့ကြောက်စိတ်ကြောင့်တချို့ကမနာနိုင်ဘူးအလုံးလုံးနေမှအဆင်ပြေတယ်ဘာလို့လဲဆိုတော့တိတ်ဆိတ်သွားတဲ့အခါအတွင်းကအလွန်ကြီးမားတဲ့အလွတ်ခံစားချက်ကိုရင်ဆိုင်ရမှာကြောက်လို့ကျွန်တော်တို့ရဲ့အပြုအမူများစွာရဲ့နောက်မှာနာကျင်နေတဲ့ကလေးငယ်တစ်ယောက်ရှိနေတတ်တယ်အဲ့ဒီကလေးလေးကချီကျူးစကားတခွန်းထွေးပွေးမှုတစ်ခါမင်းငုံငါမြင်နေဆိုတဲ့နားလည်မှုတွေကိုစောင့်နေခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့ကြီးလာတဲ့အခါကျွန်တော်တို့ကကိုယ်တန်ရာကိုအသုံးဝင်မှုနဲ့ဖုံးကွယ်တက်လာတယ်တော်လာတယ်နားလေတက်လာတယ်ရင်ကျက်လာတယ်အပြင်းမှန်အဆင်ပြေလာတယ်ဒါပေမဲ့အတွင်းကချို့တဲ့နေတဲ့အစိတ်ပိုင်းကိုတော့တကယ်မဆောင်ရှောက်ခဲ့ဘူးဒီမျိုးသမီးလိုပဲအပြင်ပိုင်းမှာပရာဟိတလုပ်နေတယ်ဆိုပေမဲ့တကယ်သူမကိုမောင်းနေနေတာကချစ်ချင်မရခဲ့တဲ့အတွင်းကကလေးလေးပါသူမကအပြင်လောကရဲ့အတိမတ်ပြုမှုကနေကိုတတ်တည်ပြချင်နေခဲ့တယ်ဒါပေမဲ့အပြင်ကရတဲ့အတည်ပြုမှုတွေကအတွင်းမှာနှစ်ပေါင်းများစွာချိုးတဲ့နေခဲ့တဲ့နေရာကိုတကယ်မဖြည့်ဆည်းပေးနိုင်ပါဘူးပိုခတ်တာကလူတော်တော်များများကအလုတ်ရှုပ်နေဖို့ပိုရွေးကြတယ်ကို့အတွင်းကနာကျင်မှုကိုရင်ဆိုင်မှုမရွေးကြဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာအားနည်းမှုကြောက်ရွံ့မှုရှက်ရွံ့မှုလစ်လူရှုခံရမှုငင်းပယ်ခံရမှုတွေရှိနေလို့ပါဒါပေမဲ့စိတ်အတွင်းကအတန်တွေကမကြားချင်လို့မပြောင်းမသွားပါဘူးတင်နာမထောင်ပေးဘူးမတုံ့ပြန်ပေးဘူးဆိုရင်အဲ့ဒါတွေကစူပုံလာပြီး
တနေ့နေ့မှာပိုးပြီးပြင်းထန်တဲ့ပုံစံတွေနဲ့ထွက်ပေါ်လာတတ်တယ်လူတချို့ကဘဝတစ်ချိန်ရောက်လာတဲ့အခါထူးဆန်းတဲ့ခံစားချက်တစ်ခုကိုစတင်ကြုံလာတတ်တယ်ဘဝကအပြင်ပိုင်းမှာတော့ပြဿနာကြီးမရှိသလိုပါပဲအလုပ်ရှိတယ်မိသားစုရှိတယ် relationship တွေရှိတယ်ဒါပေမဲ့အတွင်းပိုင်းမှာတော့ပိုပင်ပန်းလာတယ်စိတ်အားလျော့လာတယ်အရင်ကကိုယ့်ကိုထောက်ပံ့ပေးခဲ့တဲ့အရာတွေကတဖြည်းဖြည်းအလုံးမဖြစ်တော့သလိုဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့အရင်က psychological structure ဟောင်းတွေကအားနည်းလာလို့ပါဘဝအစပိုင်းမှာကျွန်တော်တို့ကလိုက်လျောပြီးအသက်ရှင်ခဲ့ကြတယ်မိသားစုမျှော်လင့်ချက်နဲ့လိုက်လျောတယ် relationship rule နဲ့လိုက်လျောတယ်လူမှုအတိုင်းဝိုင်းရဲ့အကဲဖြတ်မှုနဲ့လိုက်လျောတယ်ဒါတွေဟာအစောပိုင်းဘဝမှာလိုအပ်ပါတယ်လုံခြုံမှုနဲ့ belonging ရဖို့အတွက်ကူညီပေးပါတယ်ဒါပေမဲ့အသက်ကြီးလာတဲ့အခါအတွင်းမှာအတန်တန်ပေါ်လာတတ်တယ်ငါတခြားသူတွေရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းနေသူပဲမဟုတ်တော့ဘူးဆိုရင်ငါတကယ်လူချင်တဲ့ဘဝကဘာလဲဒီမေးခွန်းကပဲလူအများစုမရင်ဆိုင်ရတဲ့မေးခွန်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကကိုတီဆောက်ခဲ့တဲ့ identity ကိုလှုပ်ခတ်စေလို့ပါသင်ဟာ survival mode ကနေပြီးတော့ self development စီကိုရွှေ့ရတော့မယ်ဒီ process ကအများအားဖြင့်အရှုပ်ထွေးနေလာတတ်တယ်ကိုယုံကြည်ခဲ့တာတွေကိုစတင်တန်နေရဝင်လာတယ်အရင်ကယဉ်နီးခဲ့တဲ့လမ်းတွေပျောက်သလိုခံစားရမယ်လူအများစုရဲ့ပြိုလဲမှုဟာဒီအလှည့်ပြောင်းနေရမှာဖြစ်တတ်ပါတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအမြင်ကကြည့်ရင်ဒါကတကယ်ပြိုလဲသွားတာမဟုတ်ပါဘူးအဲ့ဒါကအချိန်ကြာလစ်လျူရှုခံထားရတဲ့အတွင်းဘဝကိုပြန်ညွှန်ပြနေတဲ့လက္ခဏာတစ်ခုပါပဲလူတစ်ယောက်အလေအလတ်အသက်ကိုရောက်လာတဲ့အခါဘဝဆိုတာအပြင်ကိုပဲဆက်တိုးချဲရတဲ့ process ဆိုတဲ့ယုံကြည်မှုကတဖြည်းဖြည်းပျောက်သွားတတ်ပါတယ်အဲ့ဒီစားဘာကအစားထိုးလာလဲဆိုတော့ဘဝဆိုတာအမြဲတမ်းအပြင်ကိုပဲတိုးချဲနေဖို့မဟုတ်ဘူးတစ်ချိန်ရောက်ရင်ကိုယ့်အတွင်းကိုပြန်ကြည့်ရမှာပဲဆိုတဲ့ယုံကြည်မှုပါအဲ့ဒီအခါမိကွန်းကငါဘာဖြစ်နိုင်လဲမဟုတ်တော့ဘူးဘယ်အရာကငါမှတဆင့်သူ့ကိုယ်သူဖြစ်လာဖို့ကြိုးစားနေတာလဲဆိုတဲ့မိကွန်းဖြစ်လာတယ်အရင်နှစ်ပေါင်းများစွာမှာတင်ကလူကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားခဲ့တာဖြစ်နိုင်တယ်ဒါပေမဲ့အခုကစပြီးတင်ဘဝကတင်ယူရမယ့်အရာကစစ်မှန်တဲ့ပုံစံနဲ့တကယ်ခံစားဖို့တကယ်ဖော်ပြဖို့တကယ်အသက်ရှင်ဖို့ကိုဖြစ်ဖို့ဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လူဘဝမှာအခက်ခဲဆုံးသင်ခန်းစာကအောင်မြင်မှုမဟုတ်ပါဘူး။ကိုဖြစ်လာခြင်းပဲဖြစ်ပါတယ်။တက်လက်ပိုင်းရွယ်ကလူတစ်ယောက်ရဲ့အရေးကြီးဆုံးအလှည့်ပြောင်းချိန်ဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်ကတင့်ကိုအရင်ကလိုပဲဟောင်းနှွမ်းတဲ့ကိုရီကိုသွေးပုံစံနဲ့မှဆက်ပိတ်မိနေစေပြီးတော့အတိတ်ကဘဝပုံစံကိုပဲထက်ခါအသက်ရှင်စေနိုင်တယ်လို့တစ်ဖက်မှာလည်းတင့်ကိုတင်အမှန်တကယ်စတင်သိမြင်လာစေပြီးတော့တင်တယောက်တည်းအတွက်ထူးခြားတဲ့ဘဝကိုအပြေအဝအသက်ရှင်စေနိုင်ပါလိမ့်မယ်ဟုတ်ကဲ့ပါစာပိုက်လေးကတော့ဒီမှာပဲပြီးပါတယ်လာရောက်နားဆင်ပေးတဲ့တူဦးချင်းတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ် See you next time ပါရှင်